ယောက်ျားတစ်ယောက်ကိုဘာကအမြန်ဆုံးတည်စေနိုင်တယ်လဲခင်ဗျာဒီလားလူအများစုကစိတ်ဖိစီးမှုဒါမှမဟုတ်အလုတ်ပင်ပန်းတာလူထင်ကြလိမ့်မယ်တကယ်တော့အဲ့ဒါထက်ပိုကြောက်ဖို့ကောင်းတာကသူ့အနားမှာရှိတဲ့ဇနီးတွေကပဲသူ့ကိုတဖြည်းဖြည်းချင်းချိုးနှိမ်ဖြတ်စည်းပစ်တာပါပဲယောက်ျားတစ်ယောက်ကစကားပြောတာတွေရပ်သွားပြီအရင်လိုမပြုံးတော့ဘူးဘာကိုမှဂယုမဆိုင်တော့ဘူးဆိုရင်အဲ့ဒါဟာစိတ်အေးချမ်းသွားတာမဟုတ်ပါဘူးအဲ့ဒါကိုရှုံးနှိမ်မှုလို့ခေါ်ပါတယ်သူအချစ်ရဆုံးဆိုတဲ့အမျိုးသမီးကပဲသူ့ရဲ့ဘဝအင်အားတွေကိုတဆဆဆုပ်ယူသွားတာမျိုးပေါ့ပထမဆုံးသူတိတ်ဆိတ်သွားလိမ့်မယ်အရင်ကတော့သူအရာရာကိုရင်ဖွင့်တယ်အတူတူရေမောခဲ့တယ်ဒါပေမဲ့အခုတော့ဘာမှမရှိတော့ဘူးသူ့မှာပြောစရာမရှိလို့မဟုတ်ပါဘူးသူစကားပြောတိုင်းအမြဲတမ်းအဝေးဖန်ခံရတာအနှင်ခံရတာတွေကြောင့်တိတ်ဆိတ်ခြင်းကိုပဲသူ့ရဲ့ဘေးကင်းရာဆုံးအဖြစ်ရွေးချယ်လိုက်တာပါဒါဟာအေးချမ်းတာမဟုတ်ပဲစိတ်ပိုင်းဆိုင်ရာကုန်ခန်းသွားတာပဲဖြစ်ပါတယ်ဒုတိယချက်သူ့မျက်လုံးတွေဟာအသက်မဲ့လာမယ်အရာရာကိုလက်ရှော့လိုက်တဲ့ယောက်ျားတစ်ယောက်ရဲ့မျက်လုံးတွေကိုခင်ဗျားတို့မြင်ဘူးလားအိမ်မှာစိတ်ချမ်းသာရတဲ့ယောက်ျားဟာဘလောက်ပဲပင်ပန်းစားတဲ့တက်ကြွနေတယ်ဒါပေမဲ့အမြဲတမ်းအပြစ်တင်စူပူးတာခံနေရတဲ့အခါသူ့ရဲ့စိတ်သက်တွေတည်ဆုံးသွားပါတယ်သူဟာအသက်ရှင်နေပေမဲ့လူသေးလူချစ်သွားတာပါနောက်ဆုံးသူ့ရဲ့ဒီခံနိုင်စွမ်းတွေကုန်ဆုံးသွားမယ်သူအော်ဟိပေါက်ကွဲလာရင်သူကလူဆိုးမှုလို့မဟုတ်ပါဘူးသူ့ရဲ့အတန်တွေကိုဘေးသူမှနားမထောင်ပေးခဲ့လို့လျှက်ရှူခံခဲ့ရတာကြာခဲ့လို့ပါသူပြောတဲ့ငါအဆင်ပြေပါတယ်ဆိုတဲ့စကားတိုင်းရဲ့နောက်ွယ်မှာသူ့ရဲ့စိတ်သက်တွေတဆဆတေဆုံးနေတာကိုဘယ်သူမှသတိမထားမိခဲ့ကြပါဘူးနောက်ဆုံးမှာတော့သူမကသူ့ကိုပြန်ပြီးဂယူးဆိုင်လာတဲ့အခါမှာသူ့ရဲ့စိတ်တွေကတကယ်ကိုဝေးကွာသွားခဲ့ပါပြီယောက်ျားတစ်ယောက်ကအရာရာကိုလက်လျှော့လိုက်ပြီဆိုတာသူမကိုမချစ်တော့လို့မဟုတ်ပါဘူးသူမကိုဆက်ချစ်နေရတာဟာသူ့အတွက်ပြစ်ဒဏ်တစ်ခုလိုခံစားလာလို့ပဲဖြစ်ပါလေ